ဒီနေ့ကတော့လုပ်ငန်းလုပ်ဖို့အတွက်ဒါကြောလာပြီးတော့စမ်းတာပေါ့ဗျာကြောနေထားလို့ရှိတယ်ကြောက်ကောပါလားဆိုတာလိုက်ပြီးတော့လိုက်ကြည့်နေရဗျကြောက်ပါရင်တော့အမဲကြောတွေရောအကြီးကုန်တွေရောပါလိမ့်မယ်ဗျသူ့ရဲ့ကြောနေထားတော့ပြီးဒီကြောကတဲပြကြောဖြစ်တဲ့အတွက်ကြောင့်မို့ရွှေလဲပါလိမ့်မယ်ဗျရွှေရောကြောက်ကောပေါ့ဗျာနှမျိုးလုံးလောက်ရမှာဗျကြောက်ကတော့သူကတိတိလေးနဲ့ကောင်းလိမ့်မယ်ဗျတိတိလေးအကျွတ်ဆိုလဲအကျွတ်လေးဗျလက်မလောက်လေးတွေအဲ့လိုမျိုးလေးပေါ့ဒီလောက်ကျွန်တော်တို့လုံးလေးတွေဒီမျိုးဒီလောက်အလုံးလေးတွေလက်မလောက်လေးတွေပေါ့ဒါမျိုးလေးနဲ့ကောင်းလိမ့်မယ်ဗျအဲ့ဒါကြောက်ရိုင်းမှာအကြီးလာကတ်နေပြန်ကြောက်ရိုင်းမှာအကြီးကျိုးပတ်နေရဗျကြည့်ဦးဗျ